Hello အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ကတော့ Parmis Marvel ပဲဖြစ်ပါတယ်အရင်တစ်ခေါက်တင်ခဲ့တဲ့ဗီဒီယိုမှာကျွန်တော်က Uncanny Spider-Man အကြောင်းတင်ပြခဲ့ပြီးတော့ယခုတစ်ခါမှာတော့Spider-Man Brand New Day Trailer အကြောင်းလေးကိုနည်းနည်းပြောပြတော့ပါမယ် Spider-Man Brand New Day Trailer မှာ Sony ဘက်ကနေပြီးတော့ဘာတွေဖြောက်တာလဲကျွန်တော်စဉ်းစားခဲ့တဲ့ theory လေးတွေကိုပြန်တင်ပြတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့ရှင် like share subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်Let's go! Okay, Spider-Man Brand New Day Trailer ရဲ့နောက်ဆုံးပိုင်းလေးကိုတစ်ချက်လောက်ပြန်တက်ကြည့်လိုက်အောင်အဲ့မှာ Spider-Man နဲ့ The Hand Ninja တို့အဖွဲ့အားချနေတာကိုတွေ့ရလိုက်မယ်ဆိုတော့အဲ့ဒီနေရာမှာ Sony ဘက်ကနေပြီးတော့ကျွန်တော်တို့ဘာတွေများဖုံးကွယ်တာလဲဆိုတာပါပဲအထူးသဖြင့်နောက်ဆုံးစက္ကန့်30မှာပြသွားတဲ့ slow motion ပြကွက်တွေကtrailer တွေမှာပရိသတ်တွေကိုဂျင်းထဲလေးရှိတဲ့အကွက်လို့ပဲကျွန်တော်အနေနဲ့ထင်တယ်။ဘာလို့ဒီလိုပြောလို့ရတာလဲ။ Avengers Infinity War တုန်းကဆိုရင် trailer ထဲမှာ Hulk ကလူစိမ်းကောင်ကြီးအဖြစ်နဲ့ပတ်သက်ထဲမှာပါခဲ့တာကိုပြခဲ့တယ်။ဒါပေမဲ့ move ထဲမှာကျတော့Bruce Banner ပဲပါလာခဲ့တာပေါ့နော်။ထိုနည်းတူပဲ Spider-Man No Way Home trailer မှာလည်း Spider-Man 3ကောင်ဟို trailer ထဲမှာပြခဲ့ဘူး။ move ထဲမှာကျတော့ပြခဲ့တယ်။ဆိုတော့ဒီ Brand New Day trailer မှာလည်း Spider-Man နဲ့ The Hand တို့ချနေတဲ့အချိန်မှာ Spider-Man ရဲ့အနောက်မှာတခုခုများဖြောက်ထားလားတခုခုများ CGI တွေပါဖြောက်ထားလားဆိုပြီးကျွန်တော်အနေနဲ့ထင်တယ်ဆိုတော့ဒီ trailer တွေကနေဘာတွေဖယ်ထုတ်ထားလဲဆိုတာကိုကျွန်တော်တို့အခုအဖြေရှာကြည့်အောင် Okay ပထမဆုံးတစ်ချက်က The Hand Ninja တွေကဘာကိစ္စပြန်ပေါ်လာရတာလဲလူတွေနားမလည်ရဆုံးအပိုင်းက Peter Parker နဲ့ The Hand Ninja တွေတိုက်တဲ့အခါပဲThe Hand Ninja ဆိုတာအရင်က Netflix ရဲ့ Daredevil တို့ Defender တို့မှာအတေလဲရှုံးသွားခဲ့တဲ့ ninja ဂိုင်းကြီးလို့လည်းပြောလို့ရတယ်။ဆိုတော့ Marvel ကလည်းအခု Netflix ကားတွေကို MCU ရဲ့ပင်မဇာတ်လမ်း canon နဲ့ပြန်ထည့်လိုက်ပြီဆိုတော့သူတို့ကဒီမှာဘာပြန်လာလုပ်နေတာ။ trailer ထဲမှာ Boomerang တို့ Tarantula တို့လိုအပျော်စားဘီလိန်တွေကိုအမြင်ပြသွားတယ်လို့ထင်ရပေမဲ့ဒီ The Hand Ninja တွေပါတဲ့အခန်းတွေကိုတော့တေချာပြန်ကြည့်ရင်တခုထူးဆန်းနေတာဆိုတာသိရပါတယ်။ဒုတိယတစ်ခုကသူတို့တိုက်ခိုက်နေတဲ့နေရာပါပဲ။စွန့်ပစ်ထားတဲ့အကျဉ်းအောင်ကြီးတစ်ခုလို့လည်းပြောလို့ရတယ်။ဒီကားထဲမှာထောင်ထဲက battle ပါမယ်ဆိုတာကျွန်တော်တို့စက်တင်ဘာလတည်းကသိထားတယ်။ဒါမဲ့မေးစရာရှိတာက Peter Parker ကဘာလို့ The Hand Ninja တွေနဲ့အဲ့မှာတွက်ချနေရတာလဲ။ထောင်အောင်ဘာလို့အလွတ်ကြီးဖြစ်နေရတာလဲ။အဆောင်တွေရောအကျဉ်းသားတွေရောဘယ်ရောက်ကုန်ကြတာလဲ။ပြီးတော့အရန်ကိုထူးဆန်းနေတာတစ်ခုက Peter ကသူ့ရဲ့မျက်နှာဖုံးမှာပါပဲ The Hand Ninja အဖွဲ့ကိုတိုက်ခိုက်နေတယ်ဆိုတာပါပဲ။အမှန်တကယ်ဆိုရင်သူ့ရဲ့ identity ကိုဖုံးလာရမှာလေ။နောက်တစ်ခုကသူက web shooter အမြင်ပစ်ဆက်မှာပါပဲနဲ့ကိုအမြင်တုံးနေတာပါဒါဆိုရင် Peter ရဲ့ကိုယ်ထဲကနေအမြင်ထွက်တဲ့ organic web ဆိုတဲ့စွမ်းအားကြောင့် The Hand Ninja ရဲ့ဓာတ်ကိုဖျက်ဆီးပစ်နိုင်လိုက်တာလားနောက်တစ်ခုထူးဆန်းနေတာ The Hand Ninja ဆိုတာညဘက်အရိပ်ထဲမှာပဲနေတဲ့ကောင်တွေပါအခုလိုနေကင်းဘက်ကြီးအပြင်ထွက်လာတာကလုံးဝအတိတ်ပဲမရှိဘူးလို့ထင်ရပါတယ်ဒါကြောင့်လူတွေက Sony တစ်ခုခုကိုဖျောက်ထားတယ်လို့ထင်နေကြတာပါကျွန်တော်အခုနပြောရတဲ့trailer အတိုင်းပဲ2021တောင်က No Way Home trailer ကို Tom Holland တယောက်တည်းခုံနေတာပြပေမဲ့တကယ်တမ်းဇက်ကားထဲမှာတော့ Toby နဲ့ Andrew တို့ပါခဲ့တယ်လို့မျိုးပါအခုလေ Peter တယောက်တည်းဒီလောက်များတဲ့ ninja တွေကိုနှင်ကင်းဘက်ကြီးတယောက်တည်းရင်ဆိုင်ဖို့ဆိုတာလွယ်တဲ့အလုပ်တစ်ခုမဟုတ်ပါဘူးနောက်တစ်ခုက Sony ကဘာလို့ဒီလောက်တောင်လဲစားထားရတာလဲ trailer တစ်ခုရဲ့ခေါင်းစဉ်မှာတက်ခင်မှာပြတဲ့ hero shot ဆိုတာလူတွေရဲ့ခေါင်းထဲမှာဆွဲကြံရအောင်လုပ်ရတဲ့အပိုင်းလေးဖြစ်တယ်ဒါပေမဲ့ Sony ကတော့ဒီနေရာမှာလိမ့်တတ်တာနာမည်ကြီးတယ်ဥပမာ Homecoming trailer တုန်းက Spider-Man နဲ့ Iron Man အတူတူပြန်နေတဲ့အခန်းကိုပြခဲ့ပေမဲ့တကယ်တမ်းဇက်ကားထဲမှာကျတော့အဲ့ဒီအခန်းကြီးကလုံးဝပါမလာခဲ့ဘူးသူတို့ကနိုင်ငံတကာကပရိသတ်တွေစိတ်လှုပ်ရှားပြီးရုပ်ရှင်အောင်တွားချအောင်လုပ်ထားတဲ့အတွက် trailer အတွက်ကိုပဲတီးတန့်အပ်တဲ့လုပ်ပြလိုက်တာလည်းဖြစ်တယ်နောက်တစ်ခုက Man Spider-Man က Man Spider ဖြစ်လာမှာအခုလူတွေခံမှန်းနေကြတာက Peter Parker ဟာ Man Spider ဆိုတဲ့လက်6ဖက်ပါတဲ့လူပင့်ကူဖြစ်ပြောင်းလဲသွားမှာကို Sony ဘက်ကနေဖုံးကွယ်ထားတယ်ဆိုပြီးတွေးနေကြတယ်ဒီ90ခုနှစ်က Spider-Man Animated Series ထဲမှာလိုပဲပင်းကူကိုက်ခံရတာနဲ့နောက်ဆုံးအစ်စ် mutation ဖြစ်သွားတာပေါ့ဒါကြောင့်လေဒီထောင်ထဲအခန်းမှာ web shooter မပါတာလည်းဖြစ်နိုင်တယ်လို့ဒီဓာတ်ကိုဆွဲချိုးလိုက်တာကလည်းလက်နှစ်ဖက်တည်းနဲ့မဟုတ်ပဲနဲ့လက်6ဖက်နဲ့ဆွဲဖြတ်လိုက်တာလည်းဖြစ်နိုင်ပါတယ်ဒါကတော့ကျွန်တော်အထင်ပါနောက်ပြီးတော့ Peter အမြင်အိမ်ထဲကနေရုံထွက်လာတဲ့အခန်းကိုတစ်ချက်လောက်ပြန်ကြည့်လိုက်အောင်သူ့ရဲ့ဘယ်ဘက်လက်ကပုံမှန်ထက်ကိုပုံမဲနေပြီးတော့ကြွက်သားတွေကတမျိုးကြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါကလက်အပူတွေထွက်လာဖို့စဖြစ်နေတာလားနောက်တစ်ချက်ကသူမျက်လုံးတွေမဲသွားတဲ့အခန်းမှာဒါတွေက Peter တရားကို Man Spider အဖြစ်အတွင်ပြောင်းနေပြီဆိုတာကိုပြနေတဲ့အချက်တွေပဲလား
ဒါမှမဟုတ်ရင်လည်းဒီတိုက်ပွဲတွေကတကယ်လက်တွေ့ဘဝမဟုတ်ပဲနဲ့ပီတာရဲ့စိတ်ချောက်ချမှုတတ်ပဲလားစိတ်ကူးရင်တော့မဟုတ်အိမ်မက်တစ်ခုပဲလားဒါမှမဟုတ်ရင်စေဒီစင့်ကဲဇက်ကောင်ကပီတာရဲ့စိတ်ကိုကစားလိုက်တာမျိုးဒါမှမဟုတ်ရင်လည်းပီတာကိုယ်တိုင်ကသူမန်စပိုက်တာဖြစ်သွားရင်ဘာဖြစ်မလဲဆိုတာကိုကြုံမြင်နိုင်တာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်လည်းတဟန်းနင်ဂျာတွေကညဘက်မဟုတ်ပဲနေခင်းဘက်ကြီးအပြင်ထွက်လာတာမျိုးထောင်ကလည်းလူမရှိပဲအလွတ်ကြီးဖြစ်နေတာမျိုးဖြစ်နေတာပါကျွန်တော်အနေနဲ့နောက်ဆုံးထင်မြင်ချက်တစ်ခုကတော့စပိုင်ဒါမန်နဲ့တဟန်းနင်ဂျာတို့လေပေါ်မှာတိုက်ခိုက်နေတဲ့အချိန်မှာအောက်ကနေပြီးတော့စပိုင်ဒါမန်နဲ့တူတူ Daredevil တို့ Punisher တို့လည်းပူးပေါင်းတိုက်ခိုက်နေတယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ဒီလိုပြောရလဲဆိုရင်အဲ့လိုမျိုး comment စာအုပ်ကထွက်ရှိပြီးသားမို့လို့ပါ။အဲ့ဒီ comment ထဲမှာ Spider-Man ရယ် Daredevil ရယ် Punisher တို့ကအတူတူပူးပေါင်းပြီးတော့တဟန်းနင်ဂျာကိုတိုက်ခိုက်နေတာပါ။ဆိုတော့ကျွန်တော်ထင်တာကတော့ဒီဖျောက်ထားတဲ့နေရာတွေမှာ Daredevil တို့ Punisher တို့လည်းပါနိုင်ခြေရှိပါတယ်။ဒါကြောင့် Sony ကဒီပြကွက်တွေကိုဖုံးထားတာဇက်လန်းရဲ့အကြီးအမားဆုံးအလဲအပြောင်းတွေကိုဖတ်ထားတာလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ခုပြောရမယ်ဆိုရင်အခု Spider-Man Brand New Day Trailer ရဲ့ new poster အတစ်လေးထွက်လာပါပြီ။ poster ကိုတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုရင် Spider-Man 2ရဲ့ poster နဲ့တော့နည်းနည်းတွားဆင်နေတယ်လို့ထင်ရပါတယ်။အရင်တော့ Spider-Man vibe ကိုလည်းပြန်ရစေပါတယ်။ဆိုတော့ brother တို့ရောဒီ Spider-Man Brand New Day Trailer နဲ့ဘယ်လိုပတ်သက်ပြီးထင်မြင်ကြလဲ။ comment လေးမှာတစ်ချက်လောက်မှတ်ပေးကြပါအောင်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share subscribe လုပ်ပေးကြပါအောင်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်